KNNK တူသေးလာပြီနော်ဒီနေ့နည်းနည်းပြန်ဆင်းလာတယ်ဖေဖော်ဝါရီလ10ရက်2016ခုနှစ်အတွင်းကမ္ဘာရွှေဈေးတွေကိုကြည့်ရအောင်ကမ္ဘာရွှေဈေးတွေမှာဆိုရင်14ကာရက်ကို4964ဒေါ်လာ17ကာရက်ကို4550ဒေါ်လာ17ကာရက်ကို4343ဒေါ်လာ18ကာရက်ကို3913ဒေါ်လာမြန်မာရွှေဈေးတွေဘက်မှာဆိုရင်16ပဲရေကို139,460လို့ကျန်15ပဲရေကို99,9,9316ကျန်14ပဲတစ်ပြားရေကို93,4,1160ကျန်14ပဲရေကို89,1,650ကျန်13ပဲရေကို84,9,1,058ကျန်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရတဲ့တဲ့တွေလည်းကျွန်တော်တို့ရဲ့ Telegram Channel နဲ့ website ကိုလည်းရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးပဲ Fire Channel ရဲ့နေရက်တွေကိုပိုင်ဆိုင်ကြပါစေ